ကိုတန်ခဲဒီရွာကိုစရောက်ထဲကအဆအအရာရာကူညီပေးခဲ့လို့ကိုတန်ခဲကိုကျေးဇူးတင်ပါတယ်ရှင်ရပါတယ်ဆရာမပါတယ်ဆရာမကကျုပ်တို့တရွာလုံးရဲ့ကျေးဇူးရှင်ပါဗျာမင်းတို့လာကြိုလို့ငါကျေးဇူးတင်ပါတယ်ပြန်လာမယ်နဲ့အခုမှပဲရောက်တော့ရွာကိုဆရာမအစ်စ်ရောက်လာတယ်လို့ကြားတယ်ဗျဟုတ်တယ်ဗျရုပ်ရှင်မင်းသမီးအတိုင်းပဲချောတာငါနဲ့တော့တွေ့ကြသေးတာပေါ့သွားမလုံးနဲ့ကောက်ရိုးပုံစောင့်တဲ့ခွေးရရှိပြီးသားဘာတူလဲကွာဟုတ်ကောင်တန်ခဲပေါ့တီကြီးသားငါဘာကောင်လဲဆိုတာပြကြရသေးတာပေါ့မင်းရွာပြန်လာတော့နောက်ကျနေပြီဖိုးထောင်ကဟေးအောင်တန်ခဲရွာထဲမှာတကြီးသားဖိုးထောင်ပြန်ရောက်နေတယ်လို့ကြားတယ်ဒီကောင်တွေရွာပြန်ရောက်ရင်ဘာအတန်ကြားအောင်လဲမသိပါဘူးကွာအေးငါရဲ့အတန်မင်းတို့ရဲ့အတန်ကငါရွာပြန်ရောက်တာနဲ့ကြားနေရပြီဟေးအောင်ဖိုးထောင်မင်းထင်ရတယ်ရှောက်ပြောမနေနဲ့ငါတို့အကြောင်းငါတို့စိတ်သက်ဆရာမသိဆုံးမင်းတို့ဆရာမအနားမှာတပူးပူးတကက်ကက်နဲ့ခြေရှုပ်နေတယ်ဆိုကောက်ရိုးပုံစောင့်တဲ့ခွေးလိုလုံမနေနဲ့ရွာနာတယ်ကွာဆရာမကမင်းတို့ခိုင်းကောင်းလို့မျက်နှာသာပေးနေတာကိုအဟုတ်မှန်နေဟဲ့အောင်တန်ခဲ့မင်းတနေ့ဆရာမအတွက်နဲ့ယူပြီးကြံခဲ့အောင်ငါမြင်အောင်သေးတယ်ကျော်အေးခုနဖိုးထောင်ပြောသလိုဆရာမကြောင့်ယူပြီးကြံခဲ့မှာဆိုရင်ငါ10ခါပြန်ယူပါစေငါကျေနပ်တယ်မင်းကအခုတဲကယူနေပြီလားမင်းတို့ပြောတဲ့ရုပ်ရှင်မင်းသမီးလို့ချောတယ်ဆိုတာသူ့လေးလားငါကတော့မြင်ချင်းငါရဲ့ငွေတော်တာရောင်ချီလေးဖြစ်သွားပြီအော်သူ့လေးကိုတွေ့မှပဲအချစ်တင်ရိုးညှိုးနှမ်းနေတင်ရင်ကောင်းမယ်ဟေးအောင်ဖိုးတော်ကိုရွာကိုစာလာတင်တဲ့ဆရာမကိုတော့မစမနှောက်သင့်ပါဘူးကွာလာကိုတန်ခဲတရွာတဲသားအချင်းချင်းတွေရန်ဖြစ်ကြရင်လည်းမကောင်းဆရာမရေအားတွေနားလိုက်တာအဲ့သူကြီးသားဖိုးထောင်ကပတ်စံလဲရှိဆိုတော့စကားပြောတာနည်းနည်းရိုင်းတယ်ဒီလိုလူတွေနဲ့လည်းတွေ့ရမယ်ဆိုတာကျမကြိုတွေးပြီးသားပါရှင်ကျမလည်းတာဝန်ရလာရတာဆိုတော့သိခံရမှာပေါ့နည်းနည်းလွန်ကျူးဖြစ်လာရင်တော့ဘာပဲဖြစ်ဖြစ်ကျုပ်ပေါ်မှာတာဝန်ရှိတယ်ဆရာမဘာမှမဖြစ်စေရပါနဲ့ဗျာကျေးဇူးပါရှင်ဟဲ့ဖိုးထောင်နင်ကမြို့ကပြန်လာပြီမာနကြီးနေလိုက်တာဖိုးထောင်အေးနင်တို့အိမ်ကိုလည်းအလဲလာပါမယ်ဟာအဲ့ဒါငါနောက်ရက်လာခဲ့မယ်နေဦးပဲနဲ့အဲ့မျက်မှန်အမဲကြီးကချွတ်ဆန်းမအောင်ဟုတ်လေလောက်ဝီမိချိုဒါစတိုင်ဟာဆရာမလေးဟိုနေ့ကဖြစ်ခဲ့တဲ့ကိစ္စတွေအတွက်ကျွန်တော်တောင်းပန်ပါတယ်ဗျာအဲ့နေ့ကမူဗီဆရာမလေးကိုစသလိုနောက်သလိုဖြစ်သွားတာရပါတယ်ကိုဖိုးထောင်နောက်ရက်တွေဆရာမလေးမြို့ပေါ်သွားခြင်းကျွန်တော်ဆိုင်ကယ်နဲ့လိုက်ပို့ပေးမယ်